အတွင်းတစ်မျိုးမတူတဲ့နုညံ့ဤဆက်တဲ့ဗမောက်ကျုပ်ကျော်လေးလှုပ်ရှားကြရအောင်ဓမ္မအုပ်ဆုံးဂျုံမုတ်တစောစကားရှိရင်စကားနဲ့စစ်ချပါပို့ပြီးတော့စမှုဖြစ်ပါတယ်ကျုပ်ကိုနှလုံးထည့်ရပါမယ်ဒါပေမဲ့တစ်လုံးမရှိလို့တစ်လုံးမထည့်လိုက်ပါတယ်နွားတို့နှဆောင်းထည့်မယ်ဂျုံမုတ်နဲ့ကျုပ်ဝီနဲ့ကိုရောတော့အောင်ဒီချာလေးနှက်ဆက်အောင်မွေးပေးရပါမယ်စကားလေးနဲ့ဂျုံမုံစစ်ချရဲဆိုရင်တော့ဒီလိုမျိုးဂျုံအစီရင်ဖြစ်နေပဲနဲ့ချောမွေ့လေးအနှစ်လေးရမှာဖြစ်ပါတယ်ပြီးတော့ဗာမုတ်ကိုအနှစ်ညာဆူဆူအောင်တုပ်ပါတုပ်ပြီးသွားရင်အခြားသောပကံတစ်ခုမှထားပါကျန်ရှိသောအနှစ်ညာကိုနွားနုတစ်စုံထည့်ပြီးတော့ထိုင်မွေပါဒီလိုမျိုးလှုပ်ရှားမယ်ဆိုရင်ဒီဟာကပန်ကိတ်ပုံစံပါပဲပိုးကိုစီပူပေးမယ်မီးကိုအရင်ဆုံးမထားဘဲနဲ့မီးနည်းနည်းလေးနဲ့အနှစ်တွေကိုထည့်ရပါမယ်ထည့်ပြီးတော့ရင်လိုက်ညီပါဒီပုံစံဒီပန်ကိတ်ပုံစံဖြစ်ပါတယ်အပေါ်ကမုတ်သားမချက်ခင်မှာပါမုတ်စိန်နာတာကိုထည့်ရပါမယ်ဒီကနေ့ဒီအနားလေးဘက်ကိုလိုက်ခောက်လိုက်ရင်ခေါင်းအောင်ပုံစံလေးရပါပြီဒီခေါင်းပါမုတ်တုပ်ကြောပုံစံကအချိန်တော့ကြာတယ်စားလို့တော့အရန်ကောင်းတယ်မဲအားလည်းရမှာစိတ်ရှိရှိနဲ့ဒီလိုမျိုးပုံစံကြောစားလိုက်လို့ရှိရင်လုံးဝအရသာရှိပါတယ်အဲ့လိုစားကြည့်နော်အရာကိုနှမျိုးထားပြီးကြော်လို့ရတယ်ဒီလိုမျိုးညညလေးစားချင်တယ်ဆိုရင်တော့နည်းနည်းကြာလေးမီးကိုပေါ်မှာထားလိုက်ပါအညူရောင်ပုံစံမျိုးစားခြင်းကိုကြောက်ပုံစံမျိုးလေးစားချင်တယ်ဆိုတော့ဇွန်နာအနေထားလောက်ဆိုရပါပြီမမကြောက်ကြော်နဲ့တော့ဖတ်စားဖို့အတွက်ကော်ဖီလေးလက်ဖက်ရည်လေးကိုနှက်လိုက်ပါအောင်မယ်နော်ဒီမှာနို့စီကလုံးဝရှာလို့မတွေ့လို့နို့စီနဲ့စားပုံစံတူတဲ့အရာကိုထည့်ပြီးတော့ပဲစားထုတ်ပြီးဖြတ်ထားလိုက်ပါတယ်ဗမောကျုပ်ကျော်ပေါ်မှာနို့စိမ်းဆမ်းပြီးတော့စားရင်တော့ပို့ပြီးတော့စိတ်ရင်းနဲ့စားလို့ကောင်းတာပေါ့နော်ဒီမှာကနို့စိမ်းလုံးဝရှာလို့မတွေ့တဲ့အတွက်နွားနို့ကိုပဲဆမ်းပြီးတော့စားလိုက်ပါတယ်အရှမ်းစားလို့ကောင်းမယ်ဆိုတာတော့အမခံပါတယ်လိုက်လို့စားကြည့်ပါရှင်သုံးတိချိတ်ပြီးရဲ့အတွက်ကျေးဇူးများတင်ပါတယ်